1 ပြတ်1 shot ဖြစ်ဆိုပထမဦးဆုံးဓာတ်စားရည်တောက်ပါမယ်ဓာတ်စားရည်ဆိုတာ1ပိတ်ဆေးမဟုတ်ပါဘူး1သွားတာကိုပျောက်ကင်းစေတဲ့ဆေးမဟုတ်ပါဘူးအဓိကသူကခန္ဓာကိုယ်ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ဓာတ်စားတွေကိုပြန်ပြီးတော့ဖြည့်ပြီးတဲ့ဆေးပါအများအားဖြစ်လေဖြစ်ထရှိတဲ့1ပြတ်1 shot မှာကကြတော့သူက virus ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ယောဂရဲ့ကြာရှည်မှုကာလက1ရက်2ရက်เนาะဒီလောက်ပဲပြီးလို့ရှိရင်သူက1ကသူ့လိုပြန်ပြီးတော့ virus ရဲ့တက်တန်းကုန်သွားပြန်ပြီးတော့တက်တာသွားတယ်ဒီကျန်းမာရေးအခြေအနေကိုယ်ခံအားအခြေအနေအသက်အရွယ်အားဖြင့်တော့၎င်းမတူညီကြတဲ့အတွက်ကြောင့်မလို့ယောဂပြင်းထန်တဲ့ပုံစံလည်းမတူညီကြဘူးဒါအထူးသဖြင့်ကလေးငယ်ပြီးတော့တက်ကြီးပိုင်းအဖိုးအဖွားတွေမှာဆိုလို့ရှိရင်ကိုယ်ခံအားနည်းတဲ့အတွက်ကြောင့်မလို့1ပြတ်1 shot တဲ့ဒဏ်ပြီးတော့ခန္ဓာကိုယ်ရဲ့ရေဓာတ်ဆုံးရှုံးမှုဒဏ်ကိုပို့ပြီးတော့သူတို့မှာခံစားရတယ်အဲဒါကြောင့်ဆေးရုံရောက်သွားတဲ့လူနာတော်တော်များများကိုကြည့်လိုက်လို့ရှိရင်ကျန်းကျန်းမာတန်တန်မာလူလက်ပိုင်းတွေထက်စားလို့ရှိရင်အဖိုးအဖွားအတက်ကြီးပိုင်းတွေများတယ်ကလေးတငယ်တွေများတယ်ကျွန်တော်တို့ဆေးရုံတွေမှာ child ward ဒီကလေးဆောင်မှာဆိုလို့ရှိရင်မိုးရပြီဆိုလို့ရှိရင်ဒီဒန်ကြီးလို့ခေါ်တဲ့သွေးလွန်တုပ်ကွေးနဲ့1ပြတ်1 shot နဲ့အများများတယ်